မြတ်ဗုဒ္ဓနဲ့စီးတော်မြင်ကန္တကတို့ဆုံတွေ့ခြင်းအကြောင်းဘုရားနဲ့ဆက်ဆိုင်တဲ့ရသော်ဘုရားရဲ့အကြောင်းအရာနဲ့ပတ်သက်ထားတွေမှတ်သားဖို့လေ့လာဖို့ရွေးချယ်ပြီးတော့ဒီတရားကိုခေါ်တာဖြစ်ပါတယ်အလုံးဘုရားဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေသိကြတယ်ဘုရားလောင်းတော်သိတ္တမင်းသားတောထွက်တဲ့အခါမှာကန္နကအမည်ရတဲ့စီးတော်မြင်းကိုစီးပြီးတော့တောထွက်တယ်လို့ဆိုတာဘုရားဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေရောပကြီးကားကြတွေမှာရောဒီအကြောင်းကိုသိရှိပြီးတော့ပကြီးထဲမှာရေးဆွဲထားတာလည်းမြင်ဘူးကြအဲ့တော့ဒီကန္နကမြင်းဟာအခုဘယ်ရောက်သွားသလဲဆိုတာစာပေကျမ်းထဲမှာမှတ်သားထားတာတွေရှာဖွေပြီးတော့ဘုန်းကြီးတို့ဘုရားမြတ်စွာနဲ့ဒီကန္နကမြင်းတို့ဟာပြန်ပြီးတော့ဆုံတွေ့ပြီးဘယ်လိုအခြေအနေတွေရှိသလဲဆိုတာကိုသိရှိကြရအောင်အဟောပြောနေတဲ့ဖြင့်ကန္နကမြင်းရဲ့အကြောင်းကိုသိချင်မှသိတာဘုရားလောင်းတော်ထွက်တယ်သကောင်းရန်ချိန်မှာကန္နကမြင်းကိုစီးနောက်တော့ပါမြင်းတော်ကဆန္ဒအမတ်နဲ့တော်ထွက်သွားကြတယ်မြတ်စွာဘုရားကကန္နကမြင်းနဲ့ဆန္ဒအမတ်ကိုနေပြီးတော့ပြန်လွတ်တဲ့အခါမှာကန္နကမြင်းဟာရင်ခွဲနှံကျပြီးတော့ထိုနေရာမှာပဲဆုံးမသွားတယ်ဆိုတဲ့အဲ့ဒါလောက်မှပဲဇလန်းကပြတ်သွားတယ်ပေါ့နော်အဲတော့ကန္နကမြင်းဟာဒီနေ့အချိန်မှာဘယ်ရောက်နေသလဲရသော်ဘုရားအလောင်းတော်တောထွက်တုန်းကစီးတော်ရင်ဖြစ်သုံးချခဲ့တဲ့ကန္နကမြင်းဟာဘယ်ရောက်သွားလို့ဖျားဖြစ်တဲ့အခါမှာပြန်တွေ့လားမတွေ့ဘူးလားဆိုတာတွေစာပေကျမ်းကမှမှတ်တမ်းရှိမရှိဒါကိုလိုက်စာပြီးတော့ကြည့်ကြဖျားလောင်းတော်မွေးဖွားလာတဲ့နဲ့ကြပြိုင်နဲ့ကန္နကမြင်းဟာလည်းဖွားဘက်တော်တူအနေနဲ့ဖျားလောင်းမွေးဖွားတဲ့နေ့မှာပဲသူလည်းမိခင်စိန်တော်မြင်းမကြီးကနေပြီးတော့မွေးဖွားလာခဲ့တဲ့မြင်းကလေးတစ်ကောင်ပဲပေါ့နော်ဘုရားလောင်းတော်ဟာမွေးဖွားလာတဲ့အခါမှာဘုရားလောင်းတော်နဲ့တစ်ချိန်နဲ့တနေ့တည်းမွေးဖွားတဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးတော့ဆိုရင်လူသားအနေနဲ့ပြောမယ်ဆိုရင်ရောင်းလာရဲ့မေတော်ဖြစ်တဲ့ဗဒ္ဓဒေဝီရသောတရာမိဖုရားလည်းဖုရားနဲ့တနေ့တည်းတရက်ထဲမွေးတဲ့ပုဂ္ဂိုလ်ပဲပိဋကတ်သုံးပုံကိုဆောင်းနိုင်တဲ့ရသော်ဘုရားရဲ့အလို့အကျွေးဖြစ်တာဝန်ယူထမ်းဆောင်သွားတဲ့ဆရာနန္ဒမထေရမြတ်ဟာမြတ်စွာဘုရားရဲ့တနေ့တည်းထဲမွေးဖွားတဲ့ဖွားဘက်တော်ပဲဖြစ်တယ်မြတ်စွာဘုရားတောထွက်တုန်းကညတကောင်ရံမှာအတူတကွပါသွားတဲ့ဆန္ဒဆိုတဲ့အမတ်ဟာလည်းပဲဘုရားလောင်းတော့မွေးဖွားတဲ့နေ့မှာပဲမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ပြီးတော့ကာလုဒာယီဆိုတဲ့အမတ်ကြီးကလည်းဘုရားလောင်းနဲ့တနေ့တည်းတစ်ချိန်နဲ့မွေးဖွားပြီးနောက်ဆုံးမှာယဟန်ဝတ်သွားတဲ့အခါမှာမြတ်စွာဘုရားကိုကပိလဝတ်နေပြည်တော်သို့ပြန်လီပင့်ဆောင်ဖို့အတွက်ရာသီဥတုရဲ့အခြေအနေလမ်းမထီးရဲ့အခြေအနေကိုဘာသာ60နဲ့ဖွဲ့ပွဲနဲ့မြတ်စွာဘုရားကိုနေပြည်တော်သို့ပြန်ကြွခြင်းစိတ်တွေပေါက်လာအောင်ခါရ60နဲ့နှစ်ယောက်ကြားတဲ့ဘုရားကြီးမထေရတဲ့မြတ်စွာဘုရားရဲ့ဖွားဘက်တော်ပဲဖြစ်တယ်နော်လူသားတွေတဲကဒီလိုဖွားဘက်တော်တိရစ္ဆာန်တွေကတော့ဘုရားလောင်းတောထွက်တဲ့အခါမှာစီးနှင်းသွားတဲ့ကန္နကဆိုတဲ့ယင်းဟာဘုရားလောင်းနဲ့ဖွားဘက်တော်ဖြစ်တယ်ဒါကသက်ရှိသတ္တဝါတွေအနေနဲ့ဘုရားလောင်းနဲ့ဒီလိုမွေးဖွားကြသက်မဲ့တွေကတော့ဘာတွေပါသေးတယ်ဆိုရင်မြတ်စွာဘုရားအလောင်းတော်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ကဆုံလာပြီဗုဒ္ဓနေ့မှာမဟာဗောဓိပင်အောက်သဗ္ဗညုတဉာဏ်တော်ကြီးကိုရ
အဲ့ဒီသဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိရဌာနဖြစ်တဲ့မဟာဗောဓိပင်ကြီးဟာလည်းမြတ်စွာဘုရားအလောင်းတော်မွေးဖွားတဲ့နေ့ချမ်းမှာမြေကြီးတဲကပေါက်လာတဲ့အပင်တစ်ပင်ပဲဖြစ်တဲ့တိုက်တိုက်ဆိုင်ဆိုင်နေပါနော်ဒါကတက်မဲ့ဘုရားလောင်းမွေးဖွားလာတဲ့အခါရှင်ပြဥ္စာယရဏရှားပါမှုမဖြစ်စေဘဝကဒါနပါရမီဖြည့်ဆည်းခဲ့သည့်အတွက်ကြောင့်ဘုရားလောင်းရဲ့ဘဝမှာသုံးမကုံဆွဲမကုံနိုင်တော့အောင်ရွှေအိုးကြီးလေးလုံးပေါ်ထွန်းလာခဲ့တာဟာလည်းပဲဘုရားလောင်းမွေးတဲ့နေ့မှာပေါ်ထွန်းလာတာဖြစ်တော့ကြောင့်ဒီရွှေအိုးကြီးလေးလုံးဟာလည်းပဲဖွားပက်တော်လို့ဒီလိုဆိုတာတော့နော်ဒါတော့သက်ရှိတဲ့က5ခုနဲ့တက်မဲ့က2ခုအားလုံးဘုရားနဲ့အတူတူတနေ့တည်းတစ်ချိန်နဲ့ပေါ်လာတဲ့အရာ9ခုလို့ဒါကိုဖွားပက်တော်9ဦးလို့ဒီလိုပြောကြတယ်အတူကောက်လှုပ်ထားတဲ့အခါကျတော့အာဘောကာယဆန်ရွှေကံလို့ရှင်းဆရာတွေကဒီလိုအတူမှတ်ထားတာရှိပြီအာဆိုတာအာနန္ဒာဘောဆိုတာဘောဓိပင်ကာဆိုတာကာလုဒ္ဒိမတ်ယဆိုတာယတောတရားဆန်ဆိုတာဆန္ဒမတ်ရွှေဆိုတာရွှေအိုးကြီးလေးလုံးကံဆိုတာကန္တကမြင်းလို့ဖွားပက်တော်9ဦး9မျိုးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီဖွားပက်တော်ထဲမှာအပါဝင်ဖြစ်တဲ့ကန္တကမြင်းကြီးဟာသိန်းတော်မြင်းမျိုးတွေကကမ္မဓမ္မထွားချိုင်းပြီးတော့လင်းမြန်ပြီးခွန်အားလကောင်းတဲ့မြင်းမျိုးတွေကမွေးဖွားလာတဲ့မြင်းသိန်းတော်ဆိုတော့မြန်မာလူမျိုးတွေကတော့သိန်းတော်မြင်းကိုနတ်မြင်းလို့ဒီလိုထင်ကြတကယ်ကတော့သိန်းတော်မြင်းဆိုတဲ့အစိတ်တွေကဘာလဲဆိုအိန္ဒိယနိုင်ငံမှာပါကစ္စတန်နဲ့ပန်ဂျပ်ပြည်နယ်တို့ရဲ့ကြားမှာသိန္ဒုမြစ်ဆိုတာရှိတယ်အိန္ဒုလို့လည်းခေါ်တယ်အဲ့ဒီအိန္ဒုမြစ်ကိုအကြောင်းပြုပြီးအိန္ဒိယလို့လည်းခေါ်တာပေါ့အိန္ဒုမြစ်ဝမ်းသိန္ဒုမြစ်ဝမ်းမှာရာသီဥတုကအဓမ္မကောင်းတယ်ပစာရည်စာလည်းအဓမ္မပေါ်များတယ်ဂျုံဆိုင်ခင်းနေတဲ့တာယာလှပပြီးတော့မြေတွေကလည်းအဓမ္မကောင်းတဲ့အရာဖြစ်တယ်အဲ့ဒီဒေသမှာမွေးဖွားကြတဲ့လူတွေဟာလည်းပဲထွားထွားကြိုင်ကြိုင်ကြီးတွေဖြူဖြူခန့်ခန့်ကြီးတွေဖြစ်တယ်အဲ့ဒီဒေသမှာမွေးတဲ့မြင်းတွေကလည်းပဲမျိုးကောင်းတယ်ထွားထွားကြီးတွေအင်အားဗလားအမှန်ကောင်းတယ်အပြည့်မြန်တယ်အဲ့ဒီမြင်းမျိုးသိန္ဒုမြစ်ဝမ်းမှာဖြစ်ပေါ်လာတဲ့မြင်းမျိုးဖြစ်သောကြောင့်သိန္ဒဝသိန္ဒုမြင်းသိန္ဒောမြင်းလို့ဒီလိုခေါ်တာနော်နတ်မြင်းဖြစ်လို့ခေါ်တာမဟုတ်ဘူးသိန္ဒောမြင်းမြန်သိန္ဒောမြင်းမြန်ဆိုတာအိန္ဒုမြစ်ဝမ်းတော့မဟုတ်သိန္ဒုမြစ်အနီးမှာအဲ့ဒီဒေသကထွက်တဲ့မြင်းကြီးတွေအဲ့ဒါကိုခေါ်တယ်လို့ဆိုခေတ်ကတော့မြင်းကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေဟာမြင်းကိုပဲအဓိကထားပြီးတော့ဘုရင်တွေကလည်းစည်ရေးစည်ရမှာအသုံးချကြတယ်သထေးတကြွယ်တွေကလည်းပဲမြင်းကိုယင်ဖြစ်စီးကြတယ်ပေါ့မြင်းရဲ့အသုံးဟာအမှန်တမ်းများတယ်ဒါကြောင့်မို့ယဟန်တွေတောင်ပြညတ်ချက်ရှိတယ်မြင်းသားကိုယဟန်တွေမစားရဘူးလို့ဘာဖြစ်လို့မြင်းသားမစားရဘူးဆိုဘုရင်တွေကမြင်းကိုတန်ဖိုးထားတယ်မြင်းသားကိုမြင်းကိုခိုးတတ်မဲ့ဆိုရင်ကြီးမားတဲ့အပြစ်ဒဏ်ခတ်ဒါကြောင့်မို့ယဟန်တွေဟာမြင်းသားကိုစားမဲ့ဆိုရင်ဘုရင်တွေရဲ့ရာဇဝမှုကနေလွတ်ကင်းနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ပြတ်ဆောင်ပြန်လာတယ်မြင်းသားကိုမစားနဲ့ဒီလိုပြညတ်ခဲ့တာရှိဘူးမအပ်တဲ့အသားကြီးတွေလည်းမစားမြင်းသားနဲ့အတူဆင်သားလည်းပါထိုကိတ်ကဆင်တို့မြင်းတို့ဆိုတာတမ်းမြေအုပ်ချုပ်တဲ့မင်းတွေအသုံးချစီရေးစေရမှာအသုံးချတဲ့ရင်တွေဖြစ်တာဟုတ်ဒါကြောင့်မို့လို့ရဟန်းတွေဟာရှင်သားမြင်သားမစားရဘူးလို့ပြညတ်ချက်ရှိတယ်သူ့အကြောင်းနဲ့သူပြညတ်ထားပါအဲ့ဒီမှာဘုရားလောင်းတော်ဟာကြောထွက်တော့မယ်လို့ဆိုတဲ့အချိန်အသက်29နှစ်
အရွယ်ရောက်လာရွယ်ရောက်လာတဲ့အချိန်မှာလောကကြီးကိုတန်ဝေကတွေဖြစ်တယ်နမိတ်ကြီး၄ပါးမြင်တယ်နမိတ်ကြီး၄ပါးဆိုတာတခြားမဟုတ်ဘူးဥအိုသူနာသူသေးလို့ခေါ်တယ်ဘုန်းကြီးတို့တွေမမြင်ရင်ဆုံးမြင်နေကြတဲ့အရာတွေပဲပုံမင်းနေတဲ့ပုဂ္ဂိုလ်အနာရောဂါနှိမ့်ဆက်ခံနေရတဲ့ပုဂ္ဂိုလ်သေဆုံးသွားတဲ့ပုဂ္ဂိုလ်အဲဒီသူနာသူသေးဆိုတာတွေကိုမြင်တဲ့အခါဘုန်းကြီးတို့တွေကြတော့ဘာမှမထူးခြားဘူးပေါ့ဖျားလောင်းကြတော့သူမြင်လိုက်တဲ့အချိန်ကစပြီးငါလည်းအိုရအောင်ပါပဲဆိုတဲ့အတွေးခေါင်းထဲကမထွက်တော့ဘူးသူနာကိုမြင်လိုက်တဲ့အချိန်ကစပြီးတော့ငါလည်းနာရအောင်ပါပဲဆိုတဲ့အတွေးဟာခေါင်းထဲကမထွက်တော့ဘူးသူဒီကိုမြင်လိုက်တဲ့အခါလဲငါလည်းတရားအောင်ပါပဲဆိုတဲ့အတွေးကြလောကကြီးမှာပျော်ရွှင်မှုမရတော့ဘူးဒီလိုဆိုလို့လားပေါ့နော်တန်ဝေကဆိုတဲ့စိတ်အမှန်မှပြင်းထန်နောက်ဆုံးမှာယဟန်ကိုမြင်လိုက်ရတဲ့အခါမှာအေးသူနာသူသေးဒီဒုက္ခတွေကလွတ်ချင်လို့ရှိတယ်နော်ဟောတယ်လို့ယဟန်ဘဝခူးပြောင်းပြီးတော့လွတ်လွတ်လပ်လပ်တရားကျင့်မှသာရနိုင်တယ်လို့ဆိုတယ်ထွက်လန်းကိုရှာဖို့အတွက်ယဟန်ဝတ်ဖို့စိတ်ထဲမှာဝင်စားနေတယ်29နှစ်အရွယ်ရောက်တဲ့အခါသံဝေကကြီးစွာဖြစ်ပြီးစိတ်ကိုဒုံဒုံချလိုက်တယ်ဒီကနေ့တော့တောထွက်တော့မယ်တောထွက်တယ်ဆိုတာနိခမလို့ဆိုတဲ့စကားလုံးကလာတယ် renounce လုပ်တဲ့ပေါ့အခွင့်အရေးတွေအားလုံးကိုစွန့်လွတ်တယ်မင်းဆိုရသာဖြစ်ရမယ်စိစိတ်အာဏာတွေအကုန်လုံးစွန့်လွတ်တယ်သာသမီကိုစွန့်လွတ်တယ်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုစွန့်လွတ်တယ်စွန့်လွတ်ပြီးတော့ကိုလက်ကိုချီကိုလက်နဲ့လွတ်လွတ်လပ်လပ်တရားဓမ္မကိုရှာဖွေတာတောထွက်တယ်လို့ပြောနေဟုတ်ဒီနောက်စလုံးလိုက်တယ်အဲ့ဒါလို့လုံးမဲ့အချိန်လေးမှာပြဿနာပါပေါ်လာလဲလို့ဆိုသားတော်ရဟုလာလေးမွေးဖွားတယ်ဆိုတဲ့သတင်းလာပို့တယ်လာပို့တဲ့အခါမှာတောထွက်ခြင်းတဲ့တာဝေကစိတ်ကအမြဲတမ်းကြီးမားနေတဲ့အချိန်ကြီးသားတော်လေးမွေးဖွားလာတယ်ဆိုတော့တန်ရောစင်တော့ဖြစ်သွားတာပေါ့ဖြစ်တဲ့အခါသို့တော်ဒီတန်ရောစင်ကတောမထွက်နိုင်တော့အောင်အနောင်ဘက်တော့မဖြစ်ဘူးဘာလို့မဖြစ်လဲဆိုဘဝကပါရမီဖြည့်တဲ့အခါနိခမပါရမီဆိုတာကြီးကအလေးကျင့်ရပြီးသားဖြစ်သွားသာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အစီအစဉ်တွေအကုန်ပြတ်သွားတော့မဟုတ်ဘူးပေါ့ခရလောင်းကြတော့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးသားတော်လေးမွေးဖွားလာတယ်ဆိုတဲ့အခါမှာစိတ်ထဲမှာဘယ်လိုဖြစ်သွားလဲအနောက်အရှက်တော့ပေါ်လာပြန်ပြီလာမင်းကြီးသာတော့မယ်လှုပ်တဲ့အချိန်ပါလာငပုတ်ဖမ်းတဲ့ရာဟူကြီးတော့ပေါ်လာပြန်ပြီလို့ညီးတွားလိုက်တာအဲ့ဒီညီးတွားလိုက်တဲ့စကားကိုယူပြီးတော့သားတော်ကဘာပြောလိုက်သလဲလို့တူတော်ရဏမင်းကြီးကရှောက်ခိုင်းတဲ့အခါပြန်ပြီးတော့လူတွေကပြောကြတယ်ယာဟုဇာတောဗန္ဒနာဇာတံခေယာဟုတော့ပေါ်လာပြီအနောင်ဖွဲ့ကြီးတခုတော့ဖြစ်လာပြီလို့ညီးတွားလိုက်ပါတယ်ဆိုတော့ကဲဘာရဲ့မြေးလေးကိုယာဟုလာလို့နာမည်ပေးပဲဆိုပြီးတော့အဲ့ဒီစကလုံးကနေပြီးတော့ယာဟုလာလို့နာမည်ပေးထားတာဘုန်းတော်လည်းဘုရားလောင်းဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးသားတော်လေးမွေးဖွားလာတယ်ဆိုတော့သားတော်လေးကိုကြည့်ဖို့စိတ်တော့ရှိပြီးအတွက်ကြောင့်ရသကောင်းရန်အချိန်မှာဆန္ဒအမတ်ကိုနှုတ်ပြီးတော့တို့ဒီကနေ့ညနေပြည်တော်ကထွက်ခွာတော့အကောင်းဆုံးမြင်းနှကောင်ကိုသွားပြီးတော့ငါဆင်းလာခဲ့မယ်ဆိုပြီးတော့ဘုရားလောင်းကစိတ်ကူးတယ်ရာဟုလာလေးသွားပြီးတော့မျက်နှာလေးမြင်ရသွားကြည့်လိုက်အောင်မယ်လို့စိတ်ထဲမှာပေါ်လာအဲ့ဒါလို့ပေါ်လာတဲ့စိတ်ကလေးကိုပြန်ပြီးတော့မြေသိမ့်လိုက်တယ်တကားဖွင့်ပြီးတဲ့အခါမှာပြန်မျိုးသိမ့်လိုက်တယ်ဘာသွားကြည့်နေလို့ရတော်ရနိုးလန်လို့ရှိရင်အနှောက်အယှက်တွေဖြစ်တော့မယ်မကြည့်တော့ဘူးဆိုပြီးတော့ခြ
ခြေလမ်းကနေနောက်ပြန်ဆုတ်ပြီးတော့နန်းတော်တကားကနေအောက်ဆင်းတယ်နော်အဲ့ဒီလိုလုပ်ပြီးတော့ဆန္ဒအမတ်ကပြင်းစင်ထားတဲ့မြင်းမော်တက်ပြီးတော့တောထွက်ခဲ့တာပေါ့အဲ့ဒီမှာဘယင်ဆိုတော့သူစီးတဲ့မြင်းတွေကဒီတကောင်တည်းတော့မဟုတ်တော့ဖိန်းတော်မြင်းတွေအများကြီးရှိတယ်ရှိတဲ့ထဲမှာဆန္ဒအမတ်ကဒီနေ့တော့သူခရီးပြင်းနှံရမှာဖြစ်တယ်ခရီးကလည်းညာကြီးသွားရတဲ့ခရီးဖြစ်သည့်အတွက်ကြောင့်လိမ္မာရေးချရှိပြီးတော့အင်မတန်ကြကြနနတင်ထားတဲ့ဘလောင်းတော်နဲ့လည်းအင်မတန်မှရင်းနှီးတယ်ဒီမြင်းဆိုတဲ့တတ္တဝါတွေဟာအရှင်သခင်ကိုအင်မတန်မှခင်တတ်တာဘုရားလောင်းတော်နဲ့လည်းအင်မတန်မှရင်းနှီးတဲ့တဏ္ဍကဆိုတဲ့မြင်းဟာခေါ်အားလည်းကောင်းတယ်ဉာဏ်လည်းမြန်တယ်ဘုရားလောင်းတော်နဲ့လည်းအင်မတန်မှရင်းနှီးတယ်အန္တရာယ်ကင်းအောင်သူ့ရဲ့ကပဲလို့ဆိုပြီးတော့တဏ္ဍကမြင်းကိုရွေးချယ်လိုက်တာတဏ္ဍကမြင်းကဘာအယောင်လဲလို့ဆိုရင်ဒီကုလုံးဆွတ်ဆွတ်ဖြူနေတယ်မြင်းမြူကြီးတဲ့အမှန်တမ်းထွားချိုင်းပြီးတော့ခွာပလာကောင်းတဲ့မြင်းမြူကြီးအဲ့ဒီမြင်းမြူကြီးဆန္ဒအမတ်ကရွေးချယ်ပြီးတော့စာကြိုးတစားတွေဆင်လိုက်တဲ့အခါမြင်းကြီးကလည်းကင်းပါတယ်ဒီနေ့ငါခီးထွက်ရတဲ့တွင်သူသိတယ်ခီးထွက်ရမှာဆိုတာသိလိုက်တာနဲ့တပြိုင်တည်းသူကမြင်းတွေရဲ့ဟိတံကိုပေးလိုက်တာသူ့အတန်ကကျယ်လဲအမှန်တမ်းကျယ်သနန်းတော်လုံးဟာနိုးသွားနိုင်လောက်အောင်မြင်းရဲ့ဟိတံကဖုံးသွားသို့တော်လည်းအဲ့ဒီအတန်ကိုစိတ်မောကြနေကြတဲ့နန်းတော်သူနန်းတော်သားတွေဘယ်သူမှမကြားလိုက်ဘူးလို့ဆိုတယ်။ဘာကြောင့်မကြားတော့ဆိုရင်မကြားရအောင်လက်တွေကခံတီးလိုက်တယ်လို့လည်းဆိုတယ်ပေါ့နော်။အဲ့ဒီမှာဘုရားအလောင်းကန္နကမြင်းကြီးကိုစီးပြီးတော့တောထွက်ခဲ့တာပေါ့။တိုင်းပြည်သုံးခုကိုဖြတ်ကျော်ပြီးတော့အနောမတောင်ကမ်းလက်နဲ့မိုးလင်းတဲ့အချိန်ရောက်သွားသည့်အထိကန္နကမြင်းကိုဒုံဆိုင်ပြီးတော့မောင်းနေပြီးတော့သွားတယ်ခီးအမတမပေါက်သွားတော့ပေါ့အနောမမြေကမ်းရောက်သွားတယ်ဆိုတာသောတော်ရင်ထဲမှာပါရှိတဲ့အရာတစ်ခုဖြစ်ကဲအဲ့ဒီတော့ကန္နကမြင်းကြီးဟာဘုရားလောင်တောထွက်ပြီးတော့ဘုရားလောင်ကဆန္ဒအမတ်နဲ့ကန္နကမြင်းတို့နေပြီးတော့ပြန်တော့လိုက်ပြီးသူကတော့သင်္ကန်းသပိတ်ပရိက္ခရာတွေလွယ်ပြီးတော့မကရာတိုင်းဘက်ကိုတူးတဲ့ပြီးထွက်သွားတယ်ဆန္ဒအမတ်နဲ့ကန္နကမြင်းတို့ဟာသူတို့ရဲ့အရှင်သခင်ဘုရားအလောင်းတော်တောထွက်သွားတာကိုနောက်ကျောကနေကြည့်ပြီးတော့လွမ်းဆွတ်ခြေကွဲလို့ကန္နကမြင်းကြီးကခီးပြီးတော့နောက်ဆုံးမှာအလွမ်းရတန်းကိုမခံနိုင်သည့်အတွက်ကြောင့်ကန္နကမြင်းကြီးဟာအဲ့ဒီနေရာမှာဘုံလဲပြီးတော့သေပွဲဝင်သွားခဲ့တယ်လို့သင်ဆိုတာပါမြင်းနေဆိုတာအမှန်တမ်းလူတွေကိုခင်တတ်တယ်ခွေးတွေကလည်းလူမွေးထားလို့ရှိရင်အရှင်သခင်ကိုခွေးတွေကအလွန်ခင်တတ်တယ်ဒါကြောင့်မို့လို့တမိုင်းမှာမှတ်တမ်းရှိတယ်လေခွေးမွေးထားတဲ့အရှင်သခင်သေဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီခွေးဟာသူ့အရှင်သခင်မြုပ်နှံထားတဲ့တင်းကြိုင်းကနေမခွာပဲနဲ့အဲ့ဒီနားမှာပဲအစာရည်စာမစားတော့ပဲနဲ့ဝတ်နေရင်သေဆုံးသွားတဲ့ခွေးတွေရှိတယ်။နိုင်ငံခြားမှာအဲ့ဒီခွေးရဲ့ရုပ်တုကိုထုပြီးတော့ထားတာအောင်ရှိတယ်တော့။အရှင်သခင်ကိုအလုံးခင်မင်ကြတဲ့တရားမျိုးတွေအဲ့တော့ဒီကန္နကမြင်းဟာလည်းပဲဘုရားလောင်းပေါ်မှာအမတမခင်မင်တယ်ဘုရားလောင်းကဝေးပြီးမျက်စိထဲမှာပျောက်သွားတဲ့အချိန်လေးမှာရင်ခွဲနာကြလွမ်းဆွတ်ခြေကွဲပြီးတော့မျက်ရည်တွေတွေ့ပြီးစီးပြီးတော့ကန္နကမြင်းကြီးဟာဘုံငနဲ့လဲပြီးတော့သေပွဲဝင်သွားခဲ့တယ်ဒီလိုဆိုတာအဲ့ဒီနေရာမှာတင်ဘုဒ္ဓဝင်ကဇာလံပြတ်သွားဒီအချိန်မှာမြတ်စွာဘုရားဟာ6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်တယ်ဘုရားလောင်းတော်ဟာကျင့်တယ်
ကျင့်ပြီးတော့35နှစ်မှာဘုရားဖြစ်တယ်ဘုရားဖြစ်လို့တရားဓမ္မတွေလှည့်လည်ဟောလို့နောက်ဆုံးရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့တပည့်တာဝကတွေနဲ့သာသနာတော်ကြီးစီရင်ထွန်းကားနေတဲ့အချိန်ရှင်မောဂလန်မထေရမိမိရရှိထားတဲ့တကုတ်ဣရိပတ်ကိုအသုံးပြုပြီးတော့လူတွေကိုလက်တွေ့တရားဟောလေးရှိတယ်ရှင်မောဂလန်ဟာခရီးအမတန်မှသွားတယ်နတ်ပြည်ပဲသွားလိုက်ငရဲဘုံသွားလိုက်နဲ့ခရီးသွားပြီးတော့ခရီးသွားမှတ်တမ်းတွေကိုပြန်ပြီးတော့ဟောပြောလေးရှိတယ်ရှင်မောဂလန်မထေရရဲ့ခရီးသွားမှတ်တမ်းလို့ဆိုရလောက်အောင်မှတ်တမ်းတင်ထားတဲ့ကျမ်းစာတွေကတော့ပေတဝတ္ထုတို့ဝိမာနဝတ္ထုတို့ဘုဒ္ဓဇာလံတွေဟာဒီကနေ့စာပေကျမ်းဂန်ထဲမှာအထင်ရှားရှိနေတယ်အဲတော့ရှင်မောဂလန်ကလက်ပြေခရီးလှည့်ပြီးတော့သွားတဲ့အခါအင်တမထူးဆန်းလှပပြီးတော့အင်တမတာယာလာတဲ့ဘုံဗိမာန်ကြီးတစ်ခုတွေ့ဘုံဗိမာန်ကြီးတွေ့တော့အဲ့ဒီဘုံဗိမာန်ကြီးရဲ့အရှင်ဖြစ်တဲ့နတ်သားကလည်းနတ်သမီးပေါင်းမြောက်များစွာခြံရံနေနဲ့ဘုံဗိမာန်ထဲမှာစံစားပြီးတော့သူစည်းစိမ်ဥစ္စာဟာအမခံကြီးကျယ်လာအဲ့ဒါလို့ကြီးကျယ်တဲ့နတ်ဗိမာန်ကြီးရဲ့အနီးရောက်သွားတဲ့အခါမှာဗိမာန်ရှင်ဟာရှင်မောဂလန်မထေရကြွလာတာမြင်တော့အယုသေးပေးဖို့ဆိုပြီးတော့ဗိမာန်ကဆင်းလာပြီးရှင်မောဂလန်ကိုရှ िख ိုးဝကြတယ်အဲ့ဒါလို့ရှ िख ိုးဝချတဲ့အချိန်မှာရှင်မောဂလန်ကမေးမြန်းစူးစမ်းလေးရှိတယ်ပေါ့အဲ့ဒီမေးမြန်းစူးစမ်းတဲ့အခါဒီဗိမာန်ရှင်ရဲ့အကြောင်းကိုသူကမေးတာအဝတ္တန်လှပတဲ့ဗိမာန်စိစိမ်ချမ်းသာခံစားရတာဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာလဲလို့ဒါကိုမေးတဲ့အခါမှာဒါနတ္တတေဣဒံဖလံဒါနကောင်းမှုရဲ့အကျိုးလားတဲ့ဒီဗိမာန်ကြီးရထားတာဟာဘာကုသိုလ်တွေလုပ်ခဲ့လို့လဲအဝတ္တမထူးခြားလာတဲ့ဗိမာန်ကြီးကိုပိုင်ဆိုင်တာဒါနကောင်းမှုကြောင့်လားတဲ့အထောသီလတဝါပနာသို့မဟုတ်ကိုချင်းသီလတွေပြည့်ပြည့်ဝဖြစ်ခြင်းကလို့ဒီဗိမာန်ကြီးကိုရတာလားတဲ့အထောအင်္ဇလိကမ္မတအဲ့ဒါလို့မဟုတ်ပဲနဲ့သူတော်စင်သူတော်မြတ်တွေကိုလက်ဥချီမို့ပြီးတယုတတိရှ िख ိုးခဲ့တဲ့ကုသိုလ်ကြောင့်လားတံမေအခါဟိပုစ္စိတောငါမေးတာကိုဖြေစမ်းပါတဲ့ဗိမာန်ရှင်ဖြစ်တဲ့တင်နတ်သားကြီးမားလာတဲ့စည်းစိမ်ဥစ္စာကြီးဟာရရှိထားတာအခုကိုယ်တွေးမြင်နေရပြီဒီလိုချမ်းသာဒုက္ခတွေရတာဒါနရဲ့အကျိုးလားသီလရဲ့အကျိုးလားလက်ဥချီမိုးရှ िख ိုးခဲ့တဲ့အကျိုးလားလို့ဆိုတော့ဗိမာန်ရှင်နတ်သားကရှင်မောဂလန်ရဲ့အမေးစကားကိုတယုတတိပြန်ကြားတယ်ဘယ်လိုပြန်ကြားတော့ဆိုလို့ရှိရင်အဟံကပိလဝဋ္ထုသမေတာကိယာနံပုတ္တမေသူကဒီစကားနဲ့စချပြီးပြောတာတာကိဝေမင်းကြီးရဲ့နေပြည်တော်လို့ခေါ်တယ်ကပိလဝမြို့မှာတဲ့သူဟာနေထိုင်ခဲ့ပါသုဒ္ဓောဒနတပုဒ္ဒတကန္နကောသဟဇောအဟံတပည့်တော်တခြားမဟုတ်ပါဘူးတဲ့ကပိလဝပြည်ရှင်သုဒ္ဓောဒနဘုရင်ကြီးရဲ့သားတော်နဲ့အတူတကွမွေးဖွားလာတဲ့ကန္တကဆိုတဲ့မြင်းနှကောင်ဖြစ်ခဲ့ပါတယ်သူ့ဘဝဇာလန်းကိုအဲ့ဒီမှာပြန်ပြောတာနော်သူဟာကန္တကမြင်းဖြစ်ခဲ့တယ်တဲ့အဲ့ဒါလို့ကန္တကမြင်းဖြစ်ပြီးတော့ယတာသောအဋ္ဌရတ္တယဘောဓာယအဘိနိခမိတပည့်တော်ကန္တကမြင်းဘဝနဲ့အလောင်းတော်နဲ့အမတမရင်းနှီးခဲ့တယ်တနေ့ကျတော့အလောင်းတော်ဟာသဗ္ဗညုတဉာဏ်တော်ကြီးသို့မဟုတ်တန်တရားဟုတ်ကလွတ်ကင်းစေတဲ့အသိဉာဏ်တစ်မျိုးဘောဓိဉာဏ်ကြီးရဖို့အတွက်ညတကောင်ရံအချိန်မှာ
လောကကြီးရဲ့စိတ်စိမ်ချမ်းသာတွေကိုအလုံးစုံလွတ်ပြီးတော့နေပြည်တော်ကထွက်ခွာဖို့ကြိုးစားခဲ့ပါလေအဲ့ဒီလိုသူနေပြည်တော်ကထွက်ခွာဖို့ကြိုးစားတဲ့အချိန်မှာတဲ့သောမန်မုတုဟိပါဏိဟိဇာလိတံပနခေဟိသာတပည့်တော်ရဲ့ကိုအဗ္ဗဓမ္မနုညံ့လာတဲ့သူ့ရဲ့လက်ဖွားလေးနဲ့ပုတ်ပြီးဒါမြင်းမွေးတဲ့လူတွေသိတယ်နော်မြင်းလေးကိုခိုင်းတော့မယ်ဆိုလို့ရှိရင်ပုတ်ပြီးမြင်းကလည်းသဘောကျလိမ့်အဲ့ဒါမျိုးခွေးကလေးတွေလည်းပုတ်ပြီးသဘောကျနော်သူမှတ်တရလေးပြန်ပြောပြအလောင်းတော်ကသူကြောလေးသူမျက်နှာလေးကိုပုတ်ပြီးတယ်တဲ့အဗ္ဗဓမ္မနုညံ့လာတဲ့သူ့ရဲ့လက်ဖွားလေးနဲ့သူ့ပုတ်တယ်တဲ့ပုတ်ပြီးတော့တတ္ထိအာဂေါတိယိတဝါနာသူ့ပေါ်မှာတက်စီပြီးတော့ဘာပြောတော့ဆိုဝဟတမ္မာတိစပြာဥမြင်းကိုပဲမဲ့လို့တငယ်ချင်းလို့ခေါ်တယ်တငယ်ချင်းငါသွားခြင်းတဲ့နေရာမင်းပို့ပေးစမ်းမှာကွာနုညံ့ညံ့လေးပြောတော့နော်တမ္မတငယ်ချင်းအရွယ်တူပုဂ္ဂိုလ်တွေကိုတမ္မလို့ခေါ်တယ်တငယ်ချင်းနဲ့ဒီကနေ့ငါသွားခြင်းတဲ့နေရာမင်းပို့ပေးစမ်းမှာအဟံလောကံတာရိတ္တငါလောကလူသားတွေကိုကဲတင်နေတယ်စိတ်ကူးရင်နေပြီအဲ့ဒီချိန်မှာနော်တရားဓမ္မကျင့်ပြီးအသိဉာဏ်ရလို့ရှိရင်တော့ဆင်းရဲဒုက္ခငါကဲတင်နိုင်မှာပဲသူကသူလည်းယုံကြည်တယ်ဒါကြောင့်မို့အဟံလောကံတာရိတ္တပတ်တော်တံဘောရိမုဒ္ဒတကယ်ထူးညံ့တဲ့အသိဉာဏ်ကြီးကိုရပြီးလို့ရှိရင်ငါလောကသားတွေကိုကဲတင်နိုင်မှာပါမင်းကုညီစမ်းမှာမြင်းလေးကိုပုတ်ပြီးတော့နာလေးကပ်ပြီးတော့ပြောလိုက်တာတဲ့အဲ့ဒါလို့ပြောတာလေ तू မှတ်မိတယ်ပေါ့တံမေခိရံသူဏန္တတဟာသောမြေဝိပုလောဟုအဲ့ဒါလို့ရင်ကျေးသိမ့်မွေ့သူ့ကိုအကျိုးအကြောင်းပြောပြနေတဲ့စကားလေးလည်းကြားလိုက်ရတယ်သူ့စိတ်ထဲမှာပျော်လိုက်တဲ့ဖြစ်ချင်းမထိန်နိုင်မသိနိုင်အောင်ပျော်လာတယ်အဲ့ဒီလိုပျော်သည့်အတွက်ကြောင့်ဥဒကစိတ်တော်သူမနောအဘိပိသိတ္တာပျော်လွန်အားကြီးတဲ့အခါမှာမြင်းနေရဲ့အော်တန်မျိုးမြင်းဟီတန်ကိုသူကကြဲကြဲလောင်လောင်ကြီးပေးလိုက်မိပါတယ်ဒီလိုပြောတာနော်သိကိုကျင့်တတ်သွားတယ်ခိုင်းတာအကုန်လုံးပဲစွန့်လွတ်မယ်ဆိုတဲ့စိတ်ဓာတ်တွေအဲ့ဒီလိုအချိန်မှာအဘိရုံလင်္စမညတ္တဝါတัจจပုဒ္ဒံမဟာယတံဥဒကစိတ်တော်မုဒိတော်ဝဟိတံပုရိတုတ္တမံကန္နကမြင်းကမြင်းဘဝတုန်းကအခုနတ်ပြည်ရောက်ပြီးတော့နတ်သားဖြစ်နေတာဗိမာန်ရှင်ဖြစ်တယ်ဗိမာန်ရှင်ဖြစ်နေတော့သူကပြန်ပြောပြတာအဘိရုံလင်္စမညတ္တဝါတัจจပုဒ္ဒံမဟာယတံသူကျောင်းပေါ်တက်စီးတဲ့ဂုံတည်ကြီးမားလာတဲ့တัจจသားတော်ဖြစ်တယ်ဘုရားအလောင်းဥဒကစိတ်တော်မုဒိတော်ဝဟိတံပုရိတုအလွန်ထူးခြားမြင့်မြတ်လာတယ်ဘုရားအလောင်းမင်းသားကိုဘယ်နေရာပို့ရသူရအောင်ပို့ပဲဆိုတော့စိတ်သူ့မှာဆုံးဖြတ်ချက်ချပြီးသွားတယ်ပေါ့ဘယ်ပို့ရဘလောက်ခက်ခဲကြုံဘုရားအလောင်းကိုသူ့ကျောင်းကိုတင်ပြီးတော့ပို့ဆောင်မယ်လို့ဒီလိုစိတ်ဆုံးဖြတ်ပြီးတော့သူဟာဘုရားလောင်းကိုကျောင်းပေါ်တင်လို့ဆန္ဒအမတ်နောက်ကမြင်းမီကိုကင်စီလေရဲ့သွားတော့အဲ့ဒီနေရာမှာမြန်မာပြည်ကပကြီးဆရာတွေကမြင်းပြီးဆွဲမောင်ဆန်ဆိုတော့မောင်ဆန်ကြီးကမြင်းကြီးအမီးကိုနောက်ကနေဆွဲလိုက်တာဒီပုံစံကြီးဆွဲထားတယ်အဲ့ဒီအဓိပ္ပာယ်တော့ဟုတ်မှာဖို့ပြီမြင်းမီဆွဲထားရင်ကတော့မြင်းကန်ကန်နဲ့တည်ရမှာပဲသူ
ဖြစ်နိုင်လို့ဖြစ်နိုင်စဉ်းစားကြည့်ပေါ့နော်မြင်းမီဆွဲဆိုတာသူလက်ကြောပေါ်ကတက်စီးပြီးတော့မြင်းရဲ့အမိကိုထိန်းရတာပါမြင်းဆိုတာကမြူးတူးပြီးတော့တွားပြီဆိုလို့ရှိရင်အမိကတရားရန်ခတ်နေတာဟုတ်ရှည်တဲ့ဗါတဲ့ဆင်းမယ်ဆိုလို့ရှိရင်ရှေ့ကစီးတဲ့ပုဂ္ဂိုလ်ရေတွေကတချမ်းရေကြာပြီးသားဖြစ်သွားမှာပဲပြတ်မှာလို့အဲ့ဒီမြင်းရဲ့အမိကိုထိန်းတာမြင်းပြီးဆွဲတာလို့ဒီလိုပြောတာအဲ့ဒါကမှသဘာဝကျတယ်တို့မဟုတ်ဘဲနဲ့နောက်ကနေပြီးတော့မြင်းပြီးဆွဲလိုက်လို့ကတော့မြင်းခန္ဓာနဲ့လမ်းမှာပဲကြံရစ်မဲ့သဘောရှိတယ်နော်မြင်းရဲ့အမိကိုထိန်းရတဲ့ပုဂ္ဂိုလ်သူလည်းနောက်ကျောပေါ်တက်စီတာဟုတ်ဖြည်းဖြည်းသွားလို့ထိန်းတာကိစ္စမျိုးအပြေးသွားရင်ဘယ်လိုလုပ်ထိန်းနိုင်မှာတော့ဖြစ်နိုင်ပါ့လားနော်သို့သောစာပေထဲမှာမြင်းပြီးကိုကင်ပြီးတော့လိုက်တယ်လို့ဆိုတာနောက်ကနေထိုင်စီးပြီးတော့မြင်းပြီးကင်လိုက်တယ်လို့ပဲဒီလိုအဓိပ္ပာယ်ယူပါအောက်ကနေဆင်းပြီးတော့မြင်းပြီးကြီးဆွဲပြီးတော့နောက်ကနေလွင့်ပါနေတဲ့ပုံစံမျိုးကြီးကမဟုတ်ဘူးမဖြစ်နိုင်ဘူးပေါ့နော်ကဲအဲ့ဒါလို့မောင်ဆန်နဲ့ဆန္ဒအမတ်တဲ့ဘုရားလောင်းလို့ပါတယ်ကနကမြင်းကိုစီးပြီးတော့တွားလိုက်ကြတာနေပြည်တော်ကထွက်သွားတာအစင်းနဲ့ပဲမြို့တဲ့တကားတွေကလည်းအကုန်ပွင့်လို့ညာကြီးတကောင်တိတ်တဆိတ်ထွက်သွားလိုက်ကြပရိသံဝိစိတံခန္ဓဝါဥဒ္ဒတမိန်ဒီဝါခရိမိမိတို့ပိုင်နဲ့မြို့ရရဲ့နယ်နိမိတ်တွေကိုကျော်လွန်ပြီးတော့သူတို့ဘာနိုင်ငံဘက်ကိုဖြတ်ကျော်ရောက်ရှိသွားတော့တက္ကတိုင်းဆိုတာကိုဖြတ်ကျော်သွားတယ်တာဂဝေမင်းနေအုပ်စိုးတဲ့ဒေသကြီးတစ်ခုကျော်လွန်သွားပြီးတော့တခြားမင်းနေအုပ်စိုးတဲ့ဒေသကြီးတွေကိုထိအောင်ရောက်သွားပြီသူတို့ဖြတ်ကျော်သွားတယ်နာနဲ့မိုးတော့လင်းရောက်တဲ့အခါသူများရဲ့နယ်ထဲကိုရောက်သွားကြပြီတဲ့မမန်ဆန်နင်္စဩဟာယအနပိဖောသောအပက်ကမိချုံးပြီးတော့ပြောလိုက်တာကသူများနယ်ပယ်ထဲရောက်တဲ့အခါကျတော့မင်းကြီးမင်းသားအဝတ်တွေနဲ့မြင်းကြီးစီးပြီးတော့သွားလို့မတော်ဘူးလေမတော်မနဲ့လဲလင်းလာပြီညအချိန်မှကိစ္စမရှိဘူးအဲ့တော့မနဲ့လင်းလာတဲ့အခါအနောမတောင်ကန်းဖြတ်ကူးပြီးတော့ဖက်ကန်းကိုရောက်လိုက်တဲ့အခါကဲဒီနေရာမှာပဲရလောင်းဟာမင်းဝတ္တန်စာတွေကိုအကုန်လုံးပယ်ပြီးတော့ဒီချိန်မှာကသဗ္ဗဘုရားရဲ့လက်ထက်တော်အခါကာလတုန်းကအင်တန်ရင်းနှီးတဲ့မိတ်ဆွေဖြစ်ခဲ့တယ်ဂတိကာရအိုရိန္ဒိကြီးဆိုတာရှိတယ်အဲ့ဒီအိုရိန္ဒိကြီးကအနာဂံကြီးကသဗ္ဗဘုရားနဲ့အလွန်ရင်းနှီးတဲ့ဒကာကြီးလည်းဖြစ်တယ်အနာဂံပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ကာမဘုံမှာသူပြန်မမွေးဘူးသောရဝါဒဗြဟ္မဘုံတတန်းစိတ်တဲ့အခါဂတိကာရဗြဟ္မာအဖြစ်နဲ့သောရဝတ္တဘုံမှာရောက်နေအဲ့ဒီဗြဟ္မာကြီးကတစ်ချိန်လုံးကသူ့နဲ့အမှန်မှရင်းနှီးတဲ့ဘုရားအလောင်းခုတွန်းထွက်လာပြီဆိုတာကိုသိတယ်ကဘာဥကာလကြာဘူးတဲ့မှာပါတယ်ပြိခရာ၈ပါးဗြဟ္မပြေမှာယူဆောင်ပြီးတော့သိမ့်ထားတာဟောကြာဘူးတဲ့မှာပါလာတယ်သင်္ကန်းတပိတ်ပြိခရာဆိုင်ကဝယ်တာမဟုတ်ဘူးနော်ကြာဘူးတဲ့မှာပါတဲ့သင်္ကန်းတပိတ်ပြိခရာဗြဟ္မာကြီးတွေကယူပြီးသိမ့်ထားအဲ့ဒီယူပြီးသိမ့်ထားတဲ့ကြာသင်္ကန်းကိုဘုရားလောင်းလေးကိုလာပြီးတော့လှူတယ်သင်္ကန်းဝတ်ခုံအဲ့ဒီချိန်မှာသင်္ကန်းဆိုတာသိမှမသိတာဟုတ်နော်သူတော်စင်တွေရဲ့ကြာဘူးတဲ့ကရတာသိမ့်ထားပြီးတော့လာပြီးလှူခဏခေတ်တော့မဟုတ်ပါဘူးကြာသင်္ကန်းဆိုပြီးတော့ကြာရိုးတွေနဲ့ရက်ထားကြာသင်္ကန်းလုပ်နေကြတာကြာရိုးနဲ့ရက်တဲ့သင်္ကန်းကိုကြာသင်္ကန်းလုပ်ပြီးတော့အမလီ7သိန်း15သိန်းလောက်ပေးရတယ်နဲ့ဖះအလောင်းအားကြပြီးတော့ဝတ်တလာတော့မသိဘူးကိုကကြာသင်္ကန်းဆိုတာကြာဘူးတဲ့ကရတဲ့သင်္ကန်းကိုပြောတာ
Eri Jandengango Tudane Pialong Wusson Niro Thingane Lebiro Clapper Demi Jamati Udobi Nota Seri Sobio Yet no time for Jamati Mashiberis Sanogo Chape Libi Gong Yam like the Kaja The Yaminiga Sanorigo Udobi Towering Nabi Sula Manisi Sobio Pialong Sunny Dintana to do so away. Pialong Dote Donga Say like that Nagoa Sadone and Nidago Sedadibo Sadone Tontara Pialong Kiba Sadone Naga Tona who how dead it about take my tone. Minomini Sadome Muba Take like that at Tona. Eddie Taylor did it, told her that Saloni, a young and a video, Chalata. Chalata Kajam. Yes, of Yaye. Count on my serious having her. A cookie lily, bogey, tather out of sheep. Then they loud of sheep. No? Then they love sheep. Eddie's being a pian mirror, peach out of it. Peter Vida. A young a tell like that, a tiny was being a Peter a tiny way, a bomb and Suzu Chonyon leap Peter, did I jam? A dying down up in Biomason, then they love her shade. That the low edifice of being half young Lemapidon. Cookie era Ajalo Lamdi, Syrian as a being good town yanely. Sailing lanes of a new town for me. Yes, of Yaya Gama. She is being out of the Bawaga town. I go out and see the town, no? But I see it and lady the town had it on the move. So good Chanyon Shenny on the town each other. Erico, you worry 2 days Kajano. Sedolo, Balulu, Gono, Ma. Sedon told her that both are no born in a don't. Sabine, a young will tell you 2 looks it down. And my mother, Suzu Chonyon live a pier. Sabine yet pivot down there a young will tell you. Two mana young will tell you 2 tally catcher. Yes, of Yaya count over my street. Suzu Chonyon Lee has Sadolo Pianity. The Gayaro Sadomo Poo. Pagan Keka, she water a Tulo Dajimas, a chong live a low time. You. 2 years, 6 and Loja. Yes, of ya, you do not go TV, Maudio shall be the Lota, she did a Coramas at home, so we saw. No? Lumiaro, Maudio got a Lochina. Take a arrow, yes, of ya, Sadomo, don't who aging. Yan or 11 can make him a 7 a shade tarting, Lena de Lauda Tower ship. Then they tell she when she did. Todo, yeah, by China, Biolas, Nalare Pumatana. Nalabi in the yik. Lenda de pay in the yik, something like. Did it or Messiah. A yenora, Mapina Kenora, Sanshi Gorori Shiga would for. Fiaga now Mapina now. Mapina Kenora, Sanshi Goro Yidi Shitted. Javuja live Sanketa Lily, Mosing way to the pitney. Many the sea hands. Satila, Ayoso, a Yiji, Najitoro get those. No, Pagan came a Yiji hand is Sankela Lily, Cookie Pogi, she limited. Adam Yuri, the cake of falling upon the head. Though we need young and no solution, Yano, they have limited on the Taiwan Chile. Era Ajalo Lam, the Diwa Pogiri, Nagani, no Bogiri, Alme. Nudi Bogi Tare Lao Shi Nigger, the Ojoan Kurongeri, Sabin a she tare a late Haku born it. Huh? Sabin she tani chance. Pasagawa tiny little Nagani or Lulu Alme. Thing I dream my pony mandic. And a little chin. Todo, yes, of Yaga.
ပင်ကိုလက်နှစ်သိထီအောင်ထားနိုင်တယ်သို့တော့2 လပြည့်ရင်တော့ရိတ်ရမယ်2 လပြည့်ရင်လည်းရိတ်ရမယ်လက်နှစ်သိရှည်ရင်လည်းရိတ်ရမယ်ဒီနှစ်ခု2 လမပြည့်ခင်ဆပင်ကတန်လို့လက်နှစ်သိပြည့်ရင်လည်းရိတ်လို့ဆိုတော့တယ်ဆပင်ကမတန်လို့လက်နှစ်သိမပြည့်သေးရင်လည်း2 လပြည့်တာနဲ့ရိတ်ရမယ်အဲ့ဒါကိုဝိနည်းကျမ်းကမှာဒွေပါတိကံပါဒွိဝင်ခုလာဝါလို့ဒီစကားလုံးလေးကိုသုံးတယ်ဒွေပါတိကဆိုတာ2 လဒွိဝင်ခုလာဆိုတာလက်နှစ်သိဆပင်အဲ့ဒီတဲ့ကြာအောင်မထားရဘူးအချိန်နဲ့ဆိုရင်2 လပဲထားခွင့်ရှိတယ်အရှိအားဖြင့်ပမာဏအားဖြင့်လက်နှစ်သိပဲထားခွင့်ရှိတယ်သူတို့ဆိုတာပေါ့နော်အဲ့တော့ဘုရားလောင်းတော်ဟာတစ်ချိန်တည်းပဲတန်လျက်နဲ့ဖြတ်လိုက်တဲ့ဆပင်ကလက်နှစ်သိလောက်အတိုင်းဒါပဲရှိတယ်အဲ့ဒီမှာမင်းသားဆိုတော့မုတ်စိတ်တွေနှခမ်းမွေးတွေလည်းရှိမှာပေါ့တို့တော့တာကမင်းမင်းသားတွေကဘယ်သူတွေနဲ့တူလဲလို့ဒီကနေ့ခေတ်အိန္ဒိယနိုင်ငံသားတွေနဲ့မတူဘူးမြန်မာတွေနဲ့တူတယ်ရှုပ်ကနီပေါလူမျိုးတွေမြန်မာတွေနဲ့တူတယ်ပေါ့တို့တော့နှကမ်းမွေးရှိကောင်းရှိမယ်နှကမ်းမွေးရှိပြီမဲ့လို့အဲ့ဒီအချိန်မှာခရလောင်းတော်ဟာနှကမ်းမွေးရှိကြီးတော့ရှိဖို့မရှိတာမုတ်စိတ်မွေးကြီးတွေနဲ့ရှိကြီးပါဖို့မပေါ်ဘူးအဲ့တော့ဘုရားလောင်းဟာဆံမုတ်စိတ်ရှိတယ်ဆိုတာတော့သိကြတယ်သိကြတော့လည်းပဲနှကမ်းမွေးကားကြီးနဲ့မုတ်စိတ်ဖွာရာကြီးဒီလိုတော့မဟုတ်ဘူးတခါတော့ကမြန်မာပြည်မှာတီယိုချွန်းသွားနေပြီးတော့ပညာသင်ပြီးပြန်လာတဲ့ဘုန်းကြီးတစ်ပါးပေါ်ခဲ့ဘူးတယ်အဲ့ဒီဘုန်းကြီးကဘာလုပ်တုံဆိုတီယိုကလားတွေကနှကမ်းမွေးတွေနဲ့ကြီးပဲဆိုတော့နှကမ်းမွေးစိတ်ဝင်စားလာဗမာပြည်ရောက်တဲ့အခါကျတော့ဖះကိုနှကမ်းမွေးတက်ပြီးကိုးကွယ်အဲ့ဒါလိုဟာရှိခဲ့သေးတယ်နော်တကယ်ရှိခဲ့တယ်ဗမာပြည်မှာအဲ့ဒါလိုနှကမ်းမွေးတက်ပြီးတော့ကိုးကွယ်တာကြတော့မန္လိဆရာတော်ကြီးကစာချိုးတဲ့လုပ်ငန်းရဲ့ပုံနှုတ်ခမ်းလွန်ကြည်ညိုတဲ့သီကိုပြန်ဖုံးတယ်ကျန်ဖမှန်ကိုးကွယ်တယ်သူကဖះတော်နှကမ်းမွေးတက်ကိုးကွယ်နော်အဲ့ဒါလိုမန္လိဆရာတော်ကြီးကစာချိုးနဲ့တတိပေးဘူးတယ်လို့ပြောတယ်အလုတ်ပို့တော့နှကမ်းမွေးမှာသွားပြီးအရေးတကြီးချီယိုးနေဒီပြင်အမွေပဲလို့လုပ်နေပေါ့ဒီလိုဆိုလိုတာပေါ့နော်ဆောင်းတော့ရွတ်မပြတော့ပါဘူးလုပ်ငန်းရဲ့ပို့တယ်နှုတ်ခမ်းလွန်ကြည်ညိုတဲ့စာအဲ့တော့ဘုရားလောင်းဟာအခုလိုပဲကိုယ်ကိုယ်တိုင်သူတော်စင်ရဲ့အသွင်ကိုစင်မြန်းမိုးယုံပြီးတယ်ဟာမဂရတိုင်းဘက်ကိုခီးထွက်သွားတယ်အဲ့ဒီမဂရတိုင်းဘက်ခီးထွက်သွားတာကိုဆန္ဒအမတ်နဲ့တဏ္ဍကမင်းတို့ကကြည့်နေကြတယ်တဲ့မမန်ဆန်လင်းစဟောဟာယအနပိခောတောပက္ကမိသူတို့ကိုလုံးဝလှည့်ကြည့်ခြင်းမရှိပဲနဲ့သူရောသူ့ကိုရောဆန္ဒကိုရောလုံးဝလှည့်မကြည့်တော့ဘူးတဲ့သင်္ကန်းဝတ်ပြီးတော့ထွက်သွားလိုက်တာကြောပဲမြင်လိုက်ရတော့လေဆိုအဲ့ဒီအချိန်မှာသူဝမ်းနေသွားတယ်အဲ့ဒီခွဲကနေလေးမှာသူဘာလုပ်လိုက်တုံးဆိုတတ္တတမ္ပနခေပါတိဇီဝယပရိလေဟိတဖះလောင်းလေးနဲ့ခွဲကနေမှာသူကအမတမနီးတဲ့ခြေပွားရှိတဲ့ဖះလောင်းတော့မဟုတ်ခြေသေးလေးတွေကအခုခေတ်ကခြေသေးကိုအနီဆိုးကြတယ်အခုတော့အနီတောင်မကဘူးအနကြီးတွေဟောအပြာကြီးတွေဟောဘိုးဆိုးတာရှင်းတော့ကတော့အနီပဲဘုရားလောင်းရဲ့ခြေသေးလေးတွေကရဲနေတာပဲတဲ့အဲ့ဒီရဲနေတဲ့ခြေသေးရှိတဲ့ဘုရားလောင်းရဲ့ခြေလေးကိုမြင်းကြီးကသူ့ရှာကလေးနဲ့ရက်တယ်လွမ်းလွန်အားကြည့်တော့ခွဲကန်လေးလေးမှာရက်ပြီးတော့ခိစ္ဆန္တိသမဟာဝေရံရုဒ္ဓမာနောဥဒိဋ္ဌိတံသူတို့ကိုစွန့်ပြီးတော့ထွက်ခွာသွားတယ်မင်းတို့ပြန်ကြတော့ငါလည်းသွားပြီဆိုပြီးထွက်သွားအဲ့ဒီအချိန်လေးမှာသူဟာမျက်ရည်တွေတွေ့ကြပြီးတော့မြင်ကွင်းဆုံးသည့်ထိအောင်သူကြည့်နေခဲ့မိတယ်ဘာသမဏိနဟ
Handata Taja Bodata Tirimado Alata Gruka Paran Kipandi Marana Hu Tu Wat Sajang Pianjomja Pia Lonoli Agulu Kadwar Emdama Jadi Shila Dui Shendake Mian Going up Piawen Ware Kamare Dui Yen Nema Alon Jimare Najem Moody Chedare Jenema out Eri outlade Jenny outbeat of Chilla beat it now. The outna, but built over in the long way to at least some dog. Yenny are buying and laying your teeth on it. That do John to be a job, no? How be Kandagamia alone and teeth on? They don't be a Kaja, that thing was a new way now. Pia Lono would do say and I tell that than it, daughter boy, like body. Shall I good away, no? Good away. Say tetted than it, Pia Lono, could you be Joe or Tim Beer, do dodging and they like Pope, that good. Shall not do to cut or hot to yen to light have it. No? Cookie got come on board and do they say, good job. Tim we bought a motor, car or Tim bought no? And I don't go to Yadida, to do job or Tim beat a boat, that they were a new power, Eddie Kudo Chow. We man, our time meter, a Kulu Bayman Yada, Eddie Pia Long, job or Tim beat a post on it and Kudo Chow. A good little Jima, the Bayman you to find sign about. Mabakama Kunopita. Take Dewa Pura Misa. Go ye lower piece of there. Napipa. And the mark Hanalare for me, my new Tikudu de Luyagada. Yensa me who were Hado Tatan Dodo and not body. They knew what Kudala Mulina put they done other king. Here long I do not copy of pure Aha. Tujare, a thing and ego yabu. Daughter Chene, now put viva. Then again, now put viva. Tujare, a thing and yamadani, the Wario Naka, and I'm a chipare. He don't lay down like that, to take 6 times a Ginu Dore. Any Ginu Dore Kudo Josh. Tutanama, Adori Gumkane, Ratame Kudu Sura, the Najan to Yala Mavan, Shunchi de, Dale Kudu to Kube, no? Eri Kudu ne to Yale, do Yonchi de Eri Lu Kanaga Nadaga Shima Moglango. A daisy shout happy, Amasaka Paleta, Barosu. The say he pandi Kisiati. That too, hope that banding. A Shivian, yes of Yanet, quick, yes of Yasi, Gome, Sulushi in it. Mamma beat wasn't in a theatre that was a town 1 hour. Theatre that was a deep 1 hour. The video got to count it, cheat also, or type video, she call like this or a Shimbia, make she baby, shout baby. Yes of Yago, count it. She called like this so that John Leo, Pianet, do it, come out, Shimpia, real, shop river. Shimpia, daughter, don't see on Yeni Kanagaha, cook. Nadima, Bomiman, Nataji Shinibavi. To her, yes of Yaya, Chidos on Jabrongo. She called like this so that John Shimpia shout happy. Ah, a mother got tell like that, no. Peter, shout her like they there. Ahami Tatum Kisika. Ahami Tatum Kisika. Sina Abadi Bogala. Dolavan Tatana Hoti Loka Natana Tadina. Shimbiare. Tilu Tuchade Pogo to Miako. The video code I let Bobby the Puba made. The video code I let Bobby the Puba. Tilu Loka Agoya City.
တာရိကုံနဲ့ပြည့်စုံတဲ့ဘုရားသခင်ကိုရမြတ်ကြီးကိုဖူးတွေ့ရဖို့ဆိုတာဓမ္မခဲရင်ပါတယ်ရခဲ့တဲ့အရာဖြစ်လို့ပြီးတော့ကိုယ်တိုင်သွားပြီးတော့လည်းဖူးတွေ့ပါမယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုပြောတဲ့အတိုင်းပဲမှားလိုက်တဲ့စကားအတိုင်းပဲစိတ်မကြပါဘူးကန္နကမြင်းကနေဖြစ်လာတဲ့နတ်သားသောကတိညုကတဝေဒီတတ္ထာရံဥပသိင်္ဂမြတ်စွာဘုရားကိုဖះလောင်းတော်တို့ကသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်သူဟာအခုလိုဘုံမိမ့်မှန်နဲ့ချမ်းချမ်းသာသာဖြစ်ရတယ်တာမန်စစ်ပွဲအတွက်လုပ်မယ်ဆိုရင်ဒီလိုကုသိုလ်ရကြမှာရမှာဟုတ်ရန်သူတွေကိုတိုက်ဖို့လုပ်တယ်ဆိုရင်တော့သူကုသိုလ်ရကြမှာရမှာအခုတော့တပ္ပယတဉာဏ်ရဖို့အတွက်ကျောင်းပေါ်တင်ပြီးတော့ဘုရားလောင်းကိုပို့ဆောင်ပေးခဲ့တဲ့ဒီကုသိုလ်ဟာဘယ်သူကြောင့်ရတာတုံးဆိုဘုရားလောင်းလေးကြောင့်ရတာပဲစစ်ဘုရင်တူကိုပို့ရမယ်ဆိုရင်နော်အဲ့ဒီစစ်ဘုရင်ကရန်သူတွေကိုတတ်ရင်သူကလည်းပဲရန်သူတွေတတ်တဲ့ထဲမှာသူဘယောကမကင်းလို့သူကအပင်ငရဲကြဖို့ပဲရှိတယ်ပေါ့အခုတော့အဲ့ဒါလို့မဟုတ်ဘူးဘုရားလောင်းလေးရဲ့ခြေဆုကြောင့်သူဟာဒုချတဲ့ပုံမိမ့်မှန်ကြီးမှာနတ်သားဖြစ်တယ်ဒါကြောင့်ကတိညုကတဝေဒီခြေဆုတရားကိုသိတတ်တယ်ကန္နကနတ်သားဟာမြတ်စွာဘုရားကိုချင်းကပ်ပါခဲ့ပါလေတုတ်တော်ဝခိရံစက္ခုမတော်ဓမ္မစက္ခုဝိသောရိမြတ်စွာဘုရားစီရောက်လာတာနဲ့တပြိုင်နက်မြတ်စွာဘုရားကတရားဟောတော့တာပဲအဲ့ဒါလို့တရားဟောလိုက်တော့မြတ်စွာဘုရားရဲ့တရားဓမ္မကိုနာယူလိုက်တဲ့အခါမှာသူဓမ္မစက္ခုကိုဆိုရင်တရားမျက်စိအမြင်တစ်ခုရပါခဲ့တယ်သောတာပန်ဖြစ်သွားတယ်လို့ပြောတာပေါ့ဒီကုသိုလ်ကြောင့်မြတ်စွာဘုရားရဲ့တရားကိုနားလဲရတယ်အဲ့တော့သောတာပန်ဖြစ်ဖို့တော့တမ္မာဒိဋ္ဌိဉာဏ်ရဖို့ဆိုတာနံပါတ်1တရားနာရမယ်နံပါတ်2မိမိကိုယ်တိုင်ကယောနိသောမနတိကာရရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှဒီဉာဏ်ကပေါ်တာအနုဆိုမပေါ်ဘူးလေဒီလိုဆိုလိုတာပေါ့ gas မီးချဘူးလေးကမီးတောက်ဖို့ဆိုတာလက်ကလေးနဲ့ဖိချဖို့လဲလိုသေးတယ်လေအဲ့ဒါလို့နောက်ထပ်အကြောင်းတစ်ခုထည့်လိုက်တာသူကိုယ်တိုင်ရဲ့မှန်ကန်တဲ့နှလုံးသွင်းမြတ်စွာဘုရားရဲ့မှန်ကန်တဲ့တရားဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာသူဟာတရားတို့တရားမြတ်လို့ဆိုရင်ဓမ္မစက္ခုဆိုထူးခြားတဲ့တရားမျက်စိတစ်ခုရရှိသွားတယ်အဲ့ဒါလို့ရရှိသွားသည့်အတွက်ကြောင့်ဝိသောတိတဝါဒိဋ္ဌိကတံဝိသိကိစ္စံဝတ္တာနိစ္စဒီဉာဏ်မြင်ရသွားတာနဲ့တပြိုင်နက်သူဟာအမြင်မှားတာလေငကောကထင်မှားခဲ့တဲ့မိစ္ဆာအယူဝါဒဆိုပါတယ်ခန္ဓာကြီးထဲမှာငါလို့ထင်လာတယ်ငါဟာလို့ထင်လာတယ်ငါဟာဆိုတဲ့တက္ကာယဒိဋ္ဌိအထင်အမြင်ကြီးတွေဟာကြောက်ကင်းသွားပြီးတော့ကိုယ်ချင်းတရားနဲ့ပတ်သက်လာတဲ့အခါကျတော့တန်တရားတွေလည်းကင်းသွားတယ်သောတာပန်ဖြစ်စေဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းပဲဖြစ်တယ်ပေါ့အမှန်မြင်သွားတယ်ယုတ်တရားနံတရားသာရှိတယ်ဒါကြောင့်မို့တဲ့ဓမ္မစက္ခုဖြစ်တဲ့အခါမှာဓမ္မစကြာသုတ်တမဆိုရင်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံနားလည်သွားပုံကိုကြည့်နော်ဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှဟာချုပ်ပြောက်ခြင်းသဘောရှိတယ်ဘယ်အရာမှမမြဲဘူးဆိုတာကိုလုံးဝသိသွားတာအဲဒီလိုလုံးဝသိသွားတဲ့အသိဉာဏ်မှန်ကန်တဲ့မြင်တစ်ခုပြောင်းဒါနဲ့ပတ်သက်ပြီးတော့လေတန်တရားလုံးဝမရှိတော့ဘူးအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းလို့ဆိုရတယ်ဒီဓမ္မစက္ခုကိုကန္နကနတ္တဟာရရှိပြီးသွားတယ်ဖရာတရားတော်ကိုနားလဲရလို့သူသောတာပန်ဖြစ်သွားတယ်ပေါ့ဒီလိုဆိုတာပေါ့နော်သောတာပန်ဖြစ်သွားတော့အကျဉ်းကြီးကျဉ်းပြီးတော့ဝဏိတဝဟတတ္ထုနောပါတိမြတ်စွာဘုရားရဲ့ခြေတော်ဆုံးကြပရုံကိုအာရပါယရှ िख ိုးပြီးတော့တတ္ထေဝန္တရဓာယထနတ်တွေကသူတို့နဲ့
နတ်ပြည်ကိုပြန်သွားတယ်ဆိုတာဖြုတ်ခနဲ့ပျောက်သွားတာတဲ့ဘွားကနဲ့ပေါ်လာပြီးတော့ဖြုတ်ခနဲ့ပျောက်သွားတာပဲဒီလိုလာတာဖြည်းဖြည်းချင်းဝင်လာနေရတာမဟုတ်ဘူးသူတို့ကဟောအဲ့တော့မြတ်စွာဘုရားကိုရှိခိုးဥချပြီးတဲ့အခါဘုရားရှိမှာပဲရုပ်ခနဲ့ဆိုပျောက်သွားတယ်နတ်ပြည်ပြန်သွားတယ်လို့ဒီလိုဆိုတာပေါ့ဒါဟာမြတ်ဗုဒ္ဓနဲ့စီတော်မြင်ကန္နကတို့ရဲ့ပြန်လည်တွေ့ဆုံခြင်းပဲဖြစ်တယ်ပေါ့အခုချိန်မှာမြတ်စွာဘုရားရဲ့ဖွာဘက်တော်လည်းဖြစ်တောထက်ဆင်ကလိုက်ပါပို့ဆောင်တဲ့စီတော်မြင်ကြီးကန္နကဟာတာဝရိန္ဒနတ်ပြည်မှာနတ်သားဘဝနဲ့တောတပန်နတ်သားဖြစ်ပြီးတော့သာသနာတော်ကိုကြီးညိုတဲ့နတ်ဘဝနဲ့အဆင့်တက်ပြီးနောက်ဆုံးကြလို့ရှိရင်သူလည်းယန္တာဘဝနဲ့ပြိဋိဘံဆံမှာပဲပြီးတော့ဒါကြောင့်မို့ကဆုံလမ်းပြည့်ဗုဒ္ဓနေ့ဗုဒ္ဓအမတ်တရဗုဒ္ဓပူဇာဓမ္မသဘင်ဌာနမှာမြတ်စွာဘုရားနဲ့ဆက်လျင်းနဲ့အခုလိုဗုဒ္ဓဝင်နဲ့ဆက်ဆံနေတဲ့ကန္နကမြင်းနဲ့မြတ်ဗုဒ္ဓတို့ရဲ့တုံဆုံတွေ့တဲ့အကြောင်းအရာကိုမှတ်သားနာယူကြပြီးတဲ့အခါမှာဘဝတန်တရားခရီးမှာအမှန်ကန်ဆောင်ရွက်မိလို့ရှိတိရစ္ဆာန်ပဲဖြစ်တော့လေကောင်းကျိုးချမ်းသာတွေရရှိကြရတယ်နောက်ဆုံးမှာမဖို့နိဗ္ဗာန်ဆိုတာလက်တကမ်းအတွင်းမှာပဲရှိတယ်တို့တွေလည်းကောင်းကျိုးချမ်းသာတွေရအောင်သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်လေးမှာကောင်းမြတ်တဲ့စိတ်ဓာတ်တွေဝေးပြီးတော့ကောင်းတဲ့ကုသိုလ်တရားတွေကျိုးစားအားထုတ်ကြအောင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း